အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်လက်ထဲမှာကင်မရာရဲ့ဖုန်းလေးကတော့တစ်လုံးမှာလူပြောများနေတဲ့ Vivo ရဲ့ V60 5G ပဲဖြစ်ပါတယ်ဒီဖုန်းကအရင် V series တွေတက်ဘာတွေပိုထူးခြားလာလဲတကယ်ရောဝယ်တင်လားဆိုတာကိုဒီဗီဒီယိုလေးမှာပြပြပေးသွားမှာပဲဖြစ်ပါတယ်အရင်ဆုံးဒီဇိုင်းကနေစပြောရအောင်ဒီဖုန်းကတကယ်ကိုစလင်းဖြစ်ပြီးကန်ရတာအရန်ပရီမီယံဆန်နဲ့ 7.53mm ပဲအထူးရှိရမို့လို့ 6500mAh ဘက်ထရီကြီးပါတော့မှတော်တော်လေးပါနေတာကိုတွေ့ရမယ်ဗျခုနောက်ပိုင်း flagship ဖုန်းတွေမှာအမြဲတွေ့နေရတဲ့ quick cut display ကိုလည်းအသုံးပြုထားသေးတယ် resolution ဘိုင်းမှာတော်တော်လေးကောင်းတယ်ဗျရုပ်ထွက်တော်တော်လေးဆိုတဲ့နောက်ပြီး IP68-69 rating ရထားတာကြောင့်ခြေဆိုဖုန်းဆိုတဲ့တန်ကိုလည်းအကောင်းဆုံးခံနိုင်ရရှိအောင်ပဲဗျဒီ V60 ရဲ့အဓိက highlight ကတော့သူ့မှာသုံးထားတဲ့ side camera ပေါ့နော် main camera 15 megapixel OIS ပါဝင်လို့ဓာတ်ပုံတွေကတော်တော်လေးကြည်လင်ပြတ်သားတယ်15 megapixel pre-scope tele lens ကလည်းပါသေးရဲ့ဗျoptical zoom ကို3.8ကနေ 10.8 အထိအဝေးကပုံတွေကိုအေးစိရိုက်လို့ရတယ်။ပုံထွက် quality တွေကလည်းဒီတေးကြတယ်။ selfie camera ကလည်း15 megapixel ပဲဗျ။ group selfie ရိုက်တဲ့နေရာမှာလည်းအဆင်ပြေတယ်ဗျ။ content creator တွေအတွက်က 4K video ရိုက်လို့ရတာကတော့အကြိုက်တွေ့စေမယ့်အချက်ပေါ့နော်။ performance ဘိုင်းမှာ Snapdragon ရဲ့ 7 Gen 4 4nm ကိုသုံးထားတဲ့အကြောင်း game ဆိုတာပဲဖြစ်ဖြစ် multitasking လုပ်တာပဲဖြစ်ဖြစ်တော်တော်လေးကိုအဆင်ပြေနေမယ့်ဖုန်းဗျ။ဟိုမို့ကောင်းတာကသူ့ရဲ့ 6500mAh silicon carbon battery ပေါ့နော်။တနေ့ကုန်သုံးတာတော့မှဘက်ထရီကအားမကုန်တော့လောက်ပဲ။အားသိမ့်မဲ့ဆိုရင်လည်း90W fast charging ပါတာကြောင့်အချိန်တူတူတွင်းမှာလည်းအားပြန်ပြေအောင်ပဲဗျ။ silicon carbon battery ဖြစ်တာကြောင့် weight ကလည်းအရင်ကြီးလေးမနေဘူးဗျ။ကျွန်တော်အနေနဲ့ဒီ V60 5G ကိုပေါ့နော် personally တော်တော်ကြိုက်တဲ့ထဲမှာပါတယ်ပေါ့နော်ဒီဇိုင်းလေးကလည်းတော်တော်လေးလှတယ်အခုကျွန်တော်ကင်ပြထားတဲ့ color wheel လေးကတော့ဒီ berry purple ဆိုတဲ့ color လေးပေါ့နော်သူ့မှာနောက်ထပ် mix gray ဆိုပြီးတော့ color လေးလည်းထပ်လာသေးတယ်ကျွန်တော်အမြင်မှာတော့ဒီကောင် berry purple လေးကပိုလှရလို့မြင်တယ်ပေါ့နော်ခြုံပြောရရင်ဒီ Vivo V60 5G ကလက်ရှိမြန်မာငွေ25သိန်းဝန်းကျင်မှာကင်မရာကောင်းကောင်းဘက်ထရီလည်းအကျန်းခံတဲ့အပြင် performance လည်းကောင်းတယ်ဒီဇိုင်းလာလေးတွေကင်နေတဲ့သူတွေအတွက်ရွေးချယ်တဲ့ဖုန်းတစ်လုံးလို့ပြောလို့ရတယ်ဗျဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုကိုကြိုက်နေတဲ့ like and follow လုပ်ပေးဖို့မမေ့ပါနဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ